Hello ညီကိုတွေအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ကျွန်တော်တို့ Manchester United အသင်းอ่ะเนาะဒီအီတလီသတင်းတောက်တချို့တွေပြောကြားချက်ရပါတော့เนาะဒါကျွန်တော်တို့တစ်ချိန်တော့ Manchester United အသင်းရဲ့ကွင်းလယ်မှာရှေ့စွမ်းပြကစားခဲ့တဲ့ဒါမတ်တော်မီနီကိုပေါ့เนาะအသင်းထံကိုပြန်လည်ခေါ်ယူဖို့အတွက်ကိုဆွေးနွေးတိုင်ပင်နေကြရလို့သိရတယ်ပေါ့เนาะဒါဒီနွေရာသီမှာဒီမတ်တော်မီနီကိုပြန်လဲခေါ်ယူဖို့လုံးဝလားလာကောင်းနေတယ်ပေါ့ညီကိုအနေနဲ့တော့ဘယ်လိုထင်ကြလဲတော်မီနီကဒါကျွန်တော်တို့တစ်ချိန်တော့ United အသင်းမှာဒါတကယ်ကိုရှေ့စွမ်းကြခဲ့တဲ့ကစားသမားတဦးပေါ့လေနော်ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တဦးတယောက်ထဲအနေနဲ့ကတော့ဒါမတ်တော်မီနီကိုကြိုက်ပါတယ်လောဆယ်မိုင်နူးနဲ့လည်းတွဲကစားလို့ရပါဘောနော်မတ်တော်မီနီကတော့သူအသင်းကိုတော့ပြန်လာခြင်းတယ်လို့တော့ဒါသူတရားဝင်ပြောထားရှိရခင်ဗျဒီကိုရောဘယ်လိုထင်ကြလဲဒါကျွန်တော်တို့မတ်တော်မီနီကလောဆယ်သူနေပယ်လိမှာသူပျော်ရွှင်စွာကစားနေရပေါ့လေနော်ဒါမကြခင်အနာဂတ်မှာ Manchester United ကိုပြန်လာဖို့နဲ့သူ့ကိုတစ်ချိန်လုံးကမှားယွင်းကြောင်းလုံးဝဟိုဘယ်လိုပြောရမလဲဒီကစားသမားကိုမကြိုက်တဲ့ပြည်သက်တွေလည်းရှိရပါတော့ဒါတွေကိုသူတန်တရားဝင်သူတွေအားလုံးအမှားယွင်းမရှိကြောင်းသူတက်တည်ပြဖို့အတွက်ဒါကျွန်တော်တို့ရဲ့ Manchester United တင်ကိုပြန်လာဖို့အတွက်ကိုတော့အရန်စိတ်အားထက်သန်နေရလို့သိရတယ်။ဒီကိုအနေနဲ့ဘယ်လိုထင်ကြလဲမတ်တော်မီနီတာကျွန်တော်တို့ရဲ့ United တင်ကိုပြန်လဲရောက်ရှိလာနိုင်မလား။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ပြန်လာရင်တော့လက်ခုပ်တီးပြီးကြိုဆိုရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရန်ကြိုက်တဲ့ထဲမှာပါပေါ့လေဒီကွင်းလက်ကစားသမားတယောက်ဒီနွေရာသီမှာပြန်အသင်းကိုပြန်လာခဲ့မယ်ဆိုရင်တော့လုံးဝကြိုးစိုးပါရဲ့ဒီကိုအနေနဲ့တော့ဘယ်လိုတင်ကြလဲအားလုံးကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအားလုံးကျေးဇူးတင်ပါတယ်